ဖွံ့ဖြိုးမတိုးတက်လာခင်ကစင်ကာပူနိုင်ငံဆိုတာဘလောက်ထိဆင်းရဲမွဲတေခဲ့ဘူးလဲမင်္ဂလာပါ Youth Entertainment ပရိသတ်ကြီးရေဒီကနေ့ခေတ်မှာကမ္ဘာချမ်းသာဆုံးအခမ်းအနားဆုံးနဲ့နည်းပညာအမြင့်ဆုံးလို့တင်စားကြတဲ့စင်ကာပူနိုင်ငံဟာလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်လောက်ကတငါးပြေရွာလေးတစ်ခုဖြစ်ခဲ့ပြီးတောက်သုံးရေကိုတောင်သူတစ်ပါးနိုင်ငံစီကနေပတ်စံပေးပြီးတော့တောင်းခံရတဲ့အထိဆင်းရဲတွေနဲ့ခဲ့တာဖြစ်ပါတယ်အခုချိန်မှာလူတိုင်းကအားကျနေရတဲ့နိုင်ငံဖြစ်ပေမဲ့စင်ကာပူရဲ့နောက်ကွယ်မှာသွေးချွေးမျက်ရည်တွေနဲ့ပြည့်နှက်နေတဲ့အမောင်မိုက်ဆုံးသမိုင်းကြောင်းတစ်ခုရှိလို့နေပါတယ်ဒီအကြောင်းလေးကိုလေ့လာကြည့်လိုက်ကြရအောင်ပါ1965ခုနှစ်တုန်းကစင်ကာပူနိုင်ငံမလေးရှားဖက်ဒရယ်ကနေခွဲထွက်ပြီးလွတ်လပ်ရေးရကာစအချိန်ဒီအချိန်ဟာတကယ်ကိုရင်နာစရာအကောင်းဆုံးအချိန်ပါပဲစင်ကာပူနိုင်ငံဟာကိုယ်ပိုင်သဘာဝတည်ရန်စာတလုံးဝမရှိတဲ့အပြင်စိုက်ပျိုးရေးလုပ်ဖို့မြည်နေရတာမရှိပါဘူးပို့ပြီးတော့ဆိုတော့ကနိုင်ငံသားတွေတောက်သုံးမှုအတွက်ရေချိုကိုတော့မှမလေးရှားနိုင်ငံစီကနေနှိမ့်ရှည်စာချုပ်နဲ့ဝယ်ယူခဲ့ရတာပါခေါင်းဆောင်ကြီးလီကွမ်ယူကိုယ်တိုင်ကလွတ်လပ်ရေးကြေညာတဲ့နေ့မှာနိုင်ငံရဲ့အနာဂတ်အတွက်စိုးရိမ်လွန်းလို့လူလူရှိမှတွေမျက်ရည်ကျငိုကြွေးခဲ့ရတဲ့အထိစင်ကာပူနိုင်ငံလမ်းပြောက်ခဲ့ပူတာဖြစ်ပါတယ်အဲ့ဒီခေတ်ကစင်ကာပူပြည်သူတွေရဲ့လူနေမှုဘဝကလည်းငရဲကန်းတစ်ခုလိုပါပဲလူဦးရေရဲ့3ပုံ2ပုံနီးပါးဟာမြို့စင်ကြီးဘုံကရွှွနှွန်ဒေါ်ရီထဲမှာတစ်သားသူပြားတွေနဲ့စောက်ထားတဲ့ကျူးကျော်တဲပုတ်တွေထဲမှာပြေးသိမ့်နေအောင်လို့နေထိုင်ခဲ့ကြရပါတယ်အမိုက်တရတီဟာလမ်းမပေါ်မှာစုပုံနေပြီးမြောင်းပုတ်ရည်တွေကြောင့်အနမ်းသက်တွေကဆိုမြို့တစ်ခုလုံးကိုလွှမ်းမိုးထားခဲ့တာဖြစ်ပါတယ်တန်ရှင်တဲ့မိန်လာစနစ်မရှိတာကြောင့်အညစ်အကြေးတွေကိုလည်းပုံနေနဲ့လိုက်သိမ်းရတဲ့အထိကိုကျမ်းမာရေးနဲ့လူနေမှုစံနှုန်းတွေဟာလုံးဝအောက်ဆုံးအဆင့်မှာရှိနေကြတာလို့ဆိုလို့ရပါတယ်စီးပွားရေးအကြည့်မဲ့ဆိုရင်လည်းအလုံးလက်မဲ့နှုန်းဟာ14%ကျော်ထိရှိပြီးခိုးဆိုးလူနိုင်မှုတွေကလည်းနေ့စဉ်နဲ့ရက်ဆက်ဖြစ်ပွားနေခဲ့ပါတယ်ပိုပြီးတော့ဆိုရတာက1982ခုနှစ်မှာစင်ကာပူစီးပွားရေးကိုအဓိကထောက်ပံ့ပေးထားတဲ့ဗြိတိရှစစ်တပ်ကြီးဟာစင်ကာပူကျွန်းပေါ်ကနေအပီးပိုင်ထွက်ခွာသွားတာပါပဲဒါဟာစင်ကာပူနိုင်ငံရဲ့စုစုပေါင်းအမျိုးသားထုတ်ကုန် GDP ရဲ့20%ကျော်ကိုရိုက်ခတ်သွားခဲ့ပြီးလူပေါင်းတောင်းနဲ့ချီပြီးတော့အလွတ်လက်မဲ့ဖြစ်ခဲ့ကစီးပွားရေးလည်းလုံးဝပြိုလဲလူနီးပါးအခြေအနေကိုဆိုက်ရောက်ခဲ့ရပါတယ်ဒါပြင်လူမျိုးစုပဋိပက္ခတွေကလည်းစင်ကာပူကိုသွေးမြေကျစီခဲ့ရပါတယ်တရုတ်မလေးနဲ့အိန္ဒိယမျိုးနွယ်စုတွေကြောင့်အလောက်ကန်ရှားပါမှုဆင်းရဲမွဲတေမှုတွေကြောင့်အထီးကရုံးတွေခဏခဏဖြစ်ပွားပြီးနိုင်ငံရေးမတည်ငြိမ်မှုတွေကယင်းနှိမ့်မြုပ်နှံသူတွေကိုကြောက်ရွံ့စေခဲ့ပါတယ်ကမ္ဘာနိုင်ငံရေးသုံးသပ်သူတွေကတော့စင်ကာပူနိုင်ငံဟာနိုင်ငံတစ်ခုအနေနဲ့ရေရှည်ရှင်သန်နိုင်မှာမဟုတ်ပဲမကြာခင်မှာပဲမြေပုံပေါ်ကနေပျောက်ကွယ်သွားမယ်ဆိုပြီးတော့မှတ်ချက်စာတမ်းတွေတောင်မှပြုခဲ့ကြပါသေးတယ်ဒါပေမဲ့ခံမှန်းကြည့်ပါစင်ကာပူလူမျိုးတွေဟာအရှုံးမပေးခဲ့ပါဘူးအစိုးရဝန်ထမ်းတွေရဲ့အကျင့်ပြတ်ချစားမှုကိုတိုက်ဖြတ်တာပညာရေးကိုကမ္ဘာအဆင့်မီပြောင်းနေတာပထဝီဝင်အနေအထားကိုအခြေအနေကြည့်ပြီးတော့အသုံးချရင်ကမ္ဘာအဆင့်မီစိတ်ကမ်းကြီးတွေစောက်လုပ်ပြီးတော့သူတို့ရဲ့ကံကြမ္မာကိုသူတို့ကိုယ်တိုင်ပြောင်းလဲပစ်ခဲ့ကြပါတယ်ဒီလိုနဲ့နှစ်ပေါင်း30အကြာမှာတော့တတိယကမ္ဘာအဆင်းရဲဆုံးနိုင်ငံကနေပြီးတော့ကမ္ဘာပေါ်ကအချမ်းသာဆုံးထိပ်သီးနိုင်ငံတစ်ခုအဖြစ်နဲ့ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်ဖွံ့ဖြိုးတိုးတက်လာတဲ့ကမ္ဘာချမ်းသာဆုံးနိုင်ငံစင်ကာပူနိုင်ငံဟာဒီလောက်ထိဆင်းရဲမှုတွေရှိခဲ့တယ်လို့ပြောတဲ့အခါမှာယုံကြည်ကြမှာတော့မဟုတ်ပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာပါအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ